တော်ယုံတန်ယုံနဲ့လောကမှာလူတယောက်ကတမယိုးချချမ်းသာဖို့မလွယ်ဘူးတော်တော်စူးစမ်းရတာဖြစ်တယ်တော်ယုံတန်ယုံနဲ့လောကမှာလူတယောက်ကပညာရှင်ပါမောက်ခန့်ချုပ်ဂုရုကြီးဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးအဲ့ဒါလို့ဖြစ်လာတဲ့အခါမှာလည်းပဲသိကိုပင်ပန်းမှုတွေတိုက်ခိုက်မှုတွေဝမ်းနည်းမှုတွေကောင်းတယ်လဲမကောင်းတယ်လဲအများကြီးဖြတ်ကျော်ရတာတရားသဘောဆင်ခြင်ဖို့ရန်လူဒီနေအောက်မှာစ조사အားထုတ်တဲ့အမှုအလွန်စိတ်ဆွဲလန်းသောအမှုအလုံးစုံလုံးနိုင်အပေအကျိုးရှိတယ်လေဆိုလိုချင်တာလူဖြစ်ရကြိုးနှက်တယ်ဆိုတဲ့အရာကိုနားလေသလားလို့မေးနေခြင်းဖြစ်ပါတယ်တကယ်တမ်းကျတော့ကျွန်တော်တို့ညအခါမှာပြင်သူ့ရဲ့စိတ်နှလုံးမငြိမ်ရဆိုတာမှန်တယ်ဒီကျမ်းစာထဲမှာထိုအမှုရာဒီလဲအနတ္တဖြစ်တယ်တဲ့ကျမ်းစာတော်မြတ်မှာဆက်ပြီးမှဟေရှာယအနာဂတိကျမ်းအခန်းကြီး1အပိုင်ငယ်20နှစ်ကျမ်းစာတော်မြတ်မှာနှာခေါင်းနဲ့အသက်ရှူတတ်သောလူတတဝါကိုမကိုးစားကြနဲ့တဲ့ထို့သောသူကိုအဘယ်သို့ပမာဏပြုเสียရှိသနည်းလူပေါ်လူကြော်လူပေါ်မှာလူစင့်လို့မရနိုင်ဘူးဆိုလိုချင်တာတချို့ကြကျွန်တော်တို့အောင်မြင်ခြင်းရတဲ့အခါမှာနိုင်ချက်စီးနေမှုများစွာရှိတတ်တာဖြစ်တယ်တကယ်တော့တရားသဘောတရားတန်ခွေကမှန်နဲ့မကြည့်မိလို့ဖြစ်ပါတယ်အဲ့ဒါတွေကကျွန်တော်အားလုံးအချိန်တန်ရင်ပျောက်ကွယ်သွားမယ်ကိုအသာစီးတဲ့အလဲကြရင်လည်းပဲမနှွဲ့စတမ်းပဲမေတ္တာသစ္စာဂရုဏာစသဖြင့်ကျွန်တော်ထားတတ်ဖို့ရလိုအပ်တယ်နှာခေါင်းနဲ့အသက်ရှူတတ်တဲ့လူတ attva ကိုမကူစားနဲ့တဲ့ကျမ်းစာတော်များဆိုလိုချင်တာအရှိပမာရွေ့လျားသွားမှာဖြစ်တယ်။ဒါကြောင့်မဲ့စာလံကျမ်းအခန်းကြီး39အပိုင်ငယ်9ထဲမှာလည်းပဲအကျွန်ုပ်အသက်တာကိုတမိုက်မြတာခံထားတော်မူပြီတဲ့အကျွန်ုပ်အရွယ်ဒီရှေ့တော်၌ဘာမျှမဟုတ်တဲ့ကဲ့သို့ဖြစ်ပါ၏အကယ်စင်စစ်လူမီဒီကလူ၏အထွတ်သို့ရောက်တော်လဲအနတ္တတက်တက်ဖြစ်၏အကယ်စင်စစ်လူသည်အရိပ်၌သာကျင်လည်ပါ၏အကယ်စင်စစ်လူတို့သည်အကျိုးမဲ့ပင်ပန်းကြပါ၏ဥစ္စာကိုစီးပူးတော်လဲအဘယ်သူရအံ့ဒီကိုမတိရပါဆိုလိုချင်တာဒီကနေ့လိုခေတ်ကာလမှာဆိုပိုတောင်မှဒီကျမ်းစာတော်မြတ်တွန်းတင်မိမောင်းထိုးပြတဲ့အတိုင်းပဲကျွန်တော်တို့အသက်တာဆိုတေးကိုတူတောင်းလာတာမရေရမသေးချဘူးကားအငားလိုက်ရင်းနဲ့လည်းပဲကားအငားလိုက်စီတက္ကစီလိုက်ငါစီနဲ့အသက်ပြောက်သွားရတာလဲတည်င်းမှာအိုးလေးတကြောပဲဒါကြောင့်ပဲကျွန်တော်တို့နေမြင်ညပြောက်တမိုက်မြတာခံထားတာဖြစ်တယ်အကျွန်ုပ်အရွယ်ဒီရှေ့တော်၌ဘာမှမဟုတ်တကယ်လို့ဖြစ်ပါတယ်တချို့ကတော့အားကောင်းမောင်းတန်ပညာတတ်ဥစ္စာရှိရင်မသေးတတ်တော့မဲ့အတိုင်းသူတစ်ပါးပေါ်မှာဆက်ဆံတယ်ကိုလည်းအဲ့ဒါလို့မေ့နေတယ်ဘယ်တော့မှဒီတိုင်းမအိုတော့မဲ့မကြတော့မဲ့ဇေယျမထောင်းတော့မဲ့အတိုင်းတောင်မီရှိနေမဲ့ပုံစံနဲ့နေထိုင်အသက်ရှင်တတ်တဲ့လူတွေလည်းဒုနဲ့တည်းရှိပါတယ်ဒါကိုတရားတော်ဆင်ခြင်မိဖို့ဖြစ်တယ်အကယ်စင်စစ်လူမီဒီကလူဤအထွတ်တို့ရောက်တော့လဲအနတ္တတက်တက်ဖြစ်တယ်တဲ့ကျမ်းစာကတော့သေကိုနော်ကျွန်တော်တို့ကိုစီလျော်စွာနဲ့တွင်တင်ထားတာဖြစ်တယ်တကယ်တမ်းကျွန်တော်လူတွေကအရိပ်နိုင်တာကျင်လဲတာဖြစ်တယ်ဆိုပြီးမှကျွန်တော်တို့တမန်ကျမ်းစာအပြင်တွင်တင်ထားတာဖြစ်တယ်လူဖြစ်ရကြိုးနှက်ချင်းအဖြေဘယ်မှယူမလဲဒါဆိုရင်ဘယ်မှရှာမလဲဘယ်ကနေရနိုင်မလဲလောကမှာတော်တဲ့သူတိုင်းလည်းပဲမှားတတ်ကြတယ်ကြော်ကြားတဲ့သူတွေလည်းပဲရှုံးနေတတ်ကြတာဖြစ်တယ်ပျော်နေတဲ့သူတွေလည်းဝမ်းနည်းခြင်းကိုတွေ့ကြုံတတ်တာဖြစ်တယ်ဒါကြောင့်ပဲတော်တဲ့သူတွေကြော်တဲ့သူတွေပျော်တဲ့သူတွေစီမှာလူဖြစ်ရကြိုးနှက်စေတဲ့အဖြေဆိုတာမရှိဘူးလူဖြစ်ရကြိုးနှက်ချင်းကိုအပုတ်ကောင်အယုတ်ဆောင်တဲ့ပုထုဇဉ်လူတွေမှာလုံးဝမရှိဘူးချက်တော်မိတ်ဆွေရလည်းမရနိုင်ဘူးသိလည်းမသိနိုင်ဘူးမစွမ်းဆောင်နိုင်ဘူးဒါဆိုရင်ဘယ်ကနေအဖြေရယူမလဲတကယ်လူဖြစ်လာတဲ့အခါမှာဖျားကိုဖက်မဆိုတယ်လို့လူဖြစ်ရကြိုးနှက်ဖို့ရန်အဖြေပေးနိုင်တဲ့ဖျားမှန်ကိုတော့ကျွန်တော်မိတ်ဆက်ပေးလို့တယ်ကျွန်တော်မီးစမ်းခံစားတဲ့ဖျားဒါကိုမိတ်ဆက်ပေးလို့ခြင်းဖြစ်ပါတယ်ထပ်လောင်းတိုက်တွန်းအားပေးလို့ခြင်းဖြစ်ပါတယ်ဆိုတော့အဲ့ဒီဖျားကအတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်အလုံးစုံကိုပိုင်သတဲ့ဖျားဖြစ်ပြီးမှအနိစ္စဒုက္ခအနတ္တကိုဖြေရှင်းပေးနိုင်တဲ့အာမခံပေးနိုင်တဲ့မဆကယ်တင်နိုင်တဲ့ဖျားဖြစ်ပါတယ်ကျမ်းစာတော်မြတ်တစ်ပိုက်မှာဟေဘရဲဩဝါဒစာအခန်းကြီး73အပိုင်ငယ်8ထဲမှာယေရှုခရစ်ဒီမနေ့ယနေ့နောင်ကာလအစဉ်အမြဲမပြောင်းမလဲနေတော်မူ၏အရာရာအလုံးရွေ့လျားသွားတယ်လူဆိုတာလည်းပဲကျွန်တော်တို့နေမြင်ညပြောက်ပဲမကပဲနဲ့အချိန်တန်ရင်ကြလာတယ်အိုလာတယ်အချိန်တန်ရင်ဇေယျထောင်းလာတယ်ပြီးရင်တစ်ဆက်ပြင်းတစ်ဆက်လွန်သွားတယ်နော်လူသက်တမ်းတစ်ဆက်ပြီးတစ်ဆက်လွန်သွားတယ်အရာရာအလုံးကအရှိတ်ပမာလူရဲ့ဘဝအသက်တာပေါ့နော်ဒါပေမဲ့ဒီယေရှုခရစ်တော်ဘုရားဒီမနေ့ယနေ့နောင်ကာလအစဉ်အမြဲမပြောင်းမလဲနေတော်မူတယ်